ချင်းမိုင်မြို့ကမဲကျိုးတက္ကသိုလ်မှာလေတီးပင်စားပင်အနေနဲ့ပန်းပွင့်လေးတွေရောင်းနေတယ်ဆိုလို့သွားကြည့်ခဲ့တာတစ်ခွာပန်းနေရောတစ်ခွာပန်းနေလှမလှအစုံပဲရုံးပရိတီးပင်နေရောသူကလေခြံနေပါစိုက်တဲ့သူတွေအတွက်အဆင်ပြေတယ်လေအပင်နေလည်းအစုံရှိတယ်ဟိုဒီပင်လေးတော့မမြင်ဘူးလို့ရိုက်ခဲ့လိုက်သေးတယ်ရှောက်ပင်တို့တရက်ပင်တို့အစုံပဲထဲမှာလေသူကစိုက်ပျိုးရေးလုပ်လို့ကောင်းတဲ့အပင်တွေလေအများကြီးပဲတစ်ခွာပန်းနေဆိုလဲလှမလှဒီအပင်လေးတွေကတော့ဘယ်လိုခေါ်လဲမသိဘူးဒါမှလေအရန်အပင်အကြီးဖြစ်လာလို့ရှိရင်လေအရန်စေးကြီးတာအဲ့ဒီအပင်လေးလာတစ်ခွာပန်းလေးလာနော်ချစ်လိုက်တာဟိုဝယ်ပြီးလို့ရှိရင်အပင်တွေကမရှင်ဘူးစိုက်ချင်လိုက်တာပြောမနေနဲ့ဝယ်သမျှအပင်တွေကလည်းအကုန်သေးကုန်ရောအဲ့တော့စိုက်မှာရှိတဲ့အပင်လေးတွေပဲအဝါကြီးခဲ့တယ်ဝယ်တော့ဝယ်မလာခဲ့ဒါလေးကလေအုံးသီးထောပတ်တဲ့ဒီဆိုင်နေရာလေးမှာတော့တစ်ခွာပန်းနေစုံပဲပုံများတယ်လှလို့လေကြည့်ပါအောင်လှလိုက်တာအပင်သေးသေးလေးတွေကလည်းချစ်စရာလေးဘူးလေးနဲ့စိုက်တဲ့အပင်လေးလည်းရှိမှကြည့်အောင်ချစ်စရာလေးကိုယ်တွေ့တဲ့မြအပင်အကုန်ချစ်တာပဲပြီးရင်တော့အစားတောက်တန်းဘက်သွားမယ်ပေါ့နော်ဒီဆိုင်မှာကလေကိုစားချင်တဲ့မုတ်တစ်ခုတွေ့လိုက်တယ်သူက cheese နဲ့လုပ်ထားတာလေဖခုံနဲ့ဖခုံဆိုတော့ခါတဲ့အရွက်လို့တော့ပြောတာပဲကိုအတန်တော့ငါးကြားမှားလားမသိဒီကင်းမုံလေးလည်းစားချင်စရာလေမုတ်စည်းတန်းလေးကလည်းမြင်မြင်သမျှအကုန်စားချင်စရာတွေပဲချင်းမိုင်မျိုးကမဲကျိုးတက္ကသိုလ်မှာဖွင့်ထားတာပွဲတော်လုပ်နေတာပေါ့နော်ရောက်ရင်သွားလည်ကြအောင်နော်